ခြေအိတ်ဟောင်းတွေမှာကြက်သီးတွေတက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့လက်လုံအယုတ်တွေလောက်ကြမယ်အားလုံးပဲမင်္ဂလာပါဒီတစ်ခါပြပြချင်တဲ့စာအုပ်လေးရဲ့နာမည်လေးကတော့ပြန်လည်အသုံးပြုခြင်းကကောင်းပါတယ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသားချာဂီညာရုပ်ပြ X စကော့စကာဘာသာပြန်ဂုံးဆန်ဂုံးချမ်းပြန်လည်အသုံးပြုခြင်းကကောင်းပါတယ်ကျွန်တော်တို့အားလုံးအတူတူလှုပ်ဆောင်ကြမယ်သုံးလို့မရတော့တဲ့စက်ကူတွေကိုစက်ကူအမိုက်ပုံးတဲ့အကုန်ထည့်လိုက်မယ်ပြန်လည်အသုံးပြုလို့ရမယ့်ပစ္စည်းတွေကိုသက်စီဆွထားလိုက်မယ်တံဘူးတွေကိုတံဘူးအမိုက်ပုံးတဲ့အကုန်ထည့်လိုက်မယ်ပလတ်စတစ်ဘူးတွေကိုပလတ်စတစ်အမိုက်ပုံးတဲ့တစ်ခုပြီးတစ်ခုအကုန်ထည့်လိုက်မယ်ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုတီးတန့်ဆွထားမယ်ဆိုရင်အမိုက်ကိုရှော့ချနိုင်ပြီးတဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းနိုင်ပါတယ်မြန်လေးတွတ်တွတ်လေးလောက်ကြဟဲ့ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုသိမ်းတဲ့အမိုက်တင်ကားရောက်လာပြီပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုသိမ်းတဲ့အမိုက်တင်ကားကကျွန်တော်တို့စုထားတဲ့စက်ကူတွေတံဘူးတွေနဲ့ပလတ်စတစ်တွေအားလုံးကိုသိမ်းယူသွားပါပြီတေးသွားလို့ဝတ်မရတော့တဲ့အဝတ်အစားတွေမစော့တော့တဲ့ကစားစရာတွေကိုစုလိုက်မယ်ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းဆိုင်ကိုယူသွားမယ်ဆိုရင်လိုအပ်နေတဲ့လူတွေနဲ့မျှဝေသုံးစွဲနိုင်ပါတယ်ခြေအိတ်ဟောင်းတွေမှာကြက်သီးတွေတက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့လက်လုံအယုတ်တွေလောက်ကြမယ်အစ်ကြီးလက်အနားစအဟောင်းတွေနဲ့အသားကက်ခြေအိတ်အဟောင်းတွေကိုဖြတ်ပြီးရောင်စုံမွေရုပ်လေးတွေလောက်ကြမယ်ကျွန်တော်တို့အားလုံးအတူတူကပြန်လည်အသုံးပြုတာကိုလုပ်မယ်ဆိုရင်ဗမာမြေကြီးကိုတာယာလှပအောင်ထိမ့်သိမ်းနိုင်ပါတယ်ပြန်လည်အသုံးပြုခြင်းကကောင်းပါတယ်ကျွန်တော်တို့အားလုံးအတူတူလှုပ်ဆောင်ကြမယ်အားလုံးအတူတူကြိုးစားမယ်ဆိုရင်ကမ္ဘာမြေကြီးကိုထိမ့်သိမ်းနိုင်ပါတယ်2023ခုနှစ်အမေရိကန်နိုင်ငံကကျောင်းဆရာတွေရွေးချယ်ပေးခဲ့တဲ့ရုပ်ပြစာအုပ်ကောင်းတစ်အုပ်တန်ရှင်လာပါတဲ့ကမ္ဘာမြေကြီးအတွက်ကျွန်တော်တို့လုပ်နိုင်တဲ့အသေးစားကြိုးစားအားထုတ်မှုနဲ့ပတ်သက်တဲ့ဇလံအကြောင်းအရာစာအုပ်လေးကတော့ဒီလောက်ပါပဲဆုံးဖြတ်နာဆင်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်